ရွှေတကုံစီရီတော်မြတ်ကြီးဟာဗုဒ္ဓမြတ်စွာသာသနာရဲ့အထွတ်အမြတ်ခေါင်ပုတ်ရှောင်အလံတပွန်ကြီးတစ်ဖွဲ့ဖြစ်တည်တာမကမြန်မာနိုင်ငံရဲ့ကျက်တရေဆောင်ပုံရိပ်ကြီးလည်းဖြစ်ပါတယ်။ဖျားဘူးလာရောက်ကြသူတွေဟာရွှေတကုံစီရီတော်မြတ်ကြီးကိုလေးမြတ်ကော်ရောပူဇော်သောအပြင်အလူတော်ငွေများလှူဒန်းယုံတာမကမိမိတို့ဘိုးဘွားမိဘများအမျက်သနိုးတန်ဖိုးထားတဲ့လက်ဝတ်ရတနာပစ္စည်းတွေအဖို့တန်ရှားပါသောပစ္စည်းတွေရှေးဟောင်းသမိုင်းဝင်ပစ္စည်းတွေအနုပညာလက်ရာမြောက်ပစ္စည်းတွေကိုလှူဒန်းလေးရှိကြတာကိုဗုဒ္ဓပြတိုက်ဖြစ်ဖွင့်လှစ်ထားပါတယ်။ဒီတော့ပြတိုက်ကတထထဲနဲ့ပြသထားတာဖြစ်တယ်။အခုနောက်ပိုင်းအစ်စ်မြင့်ပြီးတော့ပြသတဲ့အချိန်မှာကျတော့အမတို့ကဒီပြတိုက်ကြီးကိုပေါ့နော်အထက်၃တက်ခွဲပြီးပြသထားတယ်။အဲ့ဒါဘာလဲဆိုလို့ရှိရင်အခုအပေါ်ဆုံးတက်မှာဆိုရင်အမတို့ကဇေဒီစင်းတုတွေကိုပဲဖျားကြီးနဲ့ပတ်သက်တဲ့ဇေဒီစင်းတုလှူဒန်းမှုပစ္စည်းတွေကိုပဲပြတာဖြစ်တယ်။နော်အနောက်ကအလေတန်းမှာဆိုလို့ရှိရင်လေလှူဒန်းမှုအထွတ်အမြတ်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ဥမာရည်ရွယ်ပြီးလှူထားတဲ့ဥမာရွှေခွက်တွေနောက်တော့ကဝစ်စင်သုံးဆွဲခဲ့တဲ့ပစ္စည်းတွေနောက်တော့ကစုတစိတ်အမျိုးမျိုးတွေမိမိတို့ရရှိခဲ့တဲ့နိုင်ငံဂုဏ်ဆောင်ဘွဲ့အမျိုးမျိုးတွေဒါမျိုးလှူဒန်းထားတဲ့ဟာတွေကိုအလေတန်းမှာပြသထားတယ်။အောက်ဆုံးတက်မှာဆိုရင်တော့မြန်မာမှုအမှုပညာလက်ရာတွေဖြစ်တဲ့တုခုမလက်ရာတွေအကုန်လုံးကိုပြသထားတာဖြစ်တယ်။ဗုဒ္ဓပြတိုက်ကိုရင်းမြစ်တော်အနောက်မြောက်ရက်မှာသုံးတက်အဆောက်အဦအဖြစ်နိုင်ငံတကာအဆင့်မီခန့်ညားထည်ဝါစွာတည်ရှိနေပါတယ်။ပြတိုက်ကြီးရဲ့ပစ္စည်းတွေကိုနော်၄နှစ်တစ်ကြိမ်ပေါ့နော်ဟိုပညာရှင်တွေနဲ့ဖွင့်လှစ်ပြီးတော့ဒီပြတိုက်ထဲမှာပြသထားတဲ့ပစ္စည်းတွေကိုစရင်အင်းပြင်စစ်တယ်ပစ္စည်းကတော့အမြဲတမ်းအမတို့ကတော့ခတ်တော့ပေါ့နော်ပြသတာဖြစ်တဲ့အတွက်ကြောင့်အဲ့၄နှစ်တစ်ကြိမ်ကျမှအမတို့ကဖွင့်လှစ်ပြီးဟိုပေါ့နော်ပစ္စည်းကိုပြန်ပြီးတော့ဟိုစစ်ဆေးတယ်စရင်အင်းတိုက်ဆိုင်စစ်ဆေးတယ်ပစ္စည်းတွေကိုလည်းစရင်တွေပြန်စစ်ပေးတယ်အဲ့လိုမျိုးပေါ့ထိမ့်သိမ်းမှုကတော့အမြဲတမ်းရှိပါတယ်နောက်တော့ကဒီပစ္စည်းတွေကိုအမြဲတမ်းပေါ့နော်ဟိုရေရှည်ခံမှုဘာညာအတွက်ကတော့အပြင်ပန်းအနေနဲ့ကတော့အမတို့အဲကွန်အမြဲတမ်းလွှတ်ပေးထားတယ်နောက်တော့ကပိုးမွှားအနေနဲ့ကတော့အမတို့ကပယုတ်လုံးတို့အဲစီလီကာဂျယ်တို့အဲ့လိုမျိုးပေါ့နော်ထည့်သွင်းပြီးတော့အသုံးပြုပြီးတော့ထိမ့်သိမ်းမှုအပိုင်းကိုလှုပ်ဆောင်ထားပါတယ်မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုအနုပညာဆိုင်ရာအထွတ်အခေါင်ကျက်တရေဆောင်ဖြစ်တဲ့ရွှေတကုံစီရီတော်မြတ်ကြီးမှာမျက်မှောက်ခေတ်ပကြီးပပုပညာရှင်တွေရဲ့အနုပညာလက်ရာတွေနဲ့တရုပ်ဖော်ပြသထားတဲ့ဗုဒ္ဓဝင်ပြကံပြကွက်အသီးသီးကိုတစုတစည်းတည်းလေးလာနိုင်ဖို့1992ခုနှစ်ကဇေဒီတော်ရဲ့အနောက်ဘက်အောက်ပစ်စရာမှာမဟာဗုဒ္ဓဝင်ပြကံကြီးကိုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။မြတ်စွာဘုရားအလောင်းတော်တိတ္တမင်းသားပရိသေရေယူဒီကစပြီးပြိဋိဘံစံဝင်တော်မူသည့်အထိမြတ်စွာဘုရားရဲ့ဖြစ်စဉ်တွေကိုအခန်းပေါင်း28ခန်းဖြင့်ပကြီးပပူရုပ်လုံးရုပ်ထုရုပ်ကြွတွေနဲ့ရောင်စုံလျက်စစ်မီးတွေပေါင်းဆက်ပြီးစကားအလင်္ကာတေးတံတွေနဲ့ပြသထားပါတယ်။ပြကန်းဖွင့်ချိန်ကတော့နနက်9:00နာရီကနေပြီးတော့12:00နာရီမှာဖွင့်ပါတယ်ရှင်။နေ့ကင်း1:00နာရီကနေပြီးတော့4:00နာရီထိဖြစ်ပါတယ်ရှင်။ပြကန်းပိတ်ရက်ကတော့တနင်္လာနဲ့အင်္ဂါ2ရက်ပိတ်ပါတယ်။ပြကန်းဖွင့်ရက်တွေကကြတော့ဗုဒ္ဓဝါကနေပြီးတော့တနင်္ဂနွေနေ့ထိဖွင့်ရက်ဖြစ်ပါတယ်ရှင်။မဟာဗုဒ္ဓဝင်ပြကန်းကိုလာရောက်တဲ့ဥယေကတော့တရက်ကိုပြည့်မြတ်နှုန်း300လောက်ရှိပါတယ်ရှင်။ဟိုပိတ်ရက်နဲ့အခါကြီးရက်ကြီးတွေမှာဆိုရင်တော့လူရေပုံမှုညာပြဝင်ရောက်လာပါတယ်ရှင်။နိုင်ငံသားဧည့်သည်တွေကတော့လာရောက်မှုတော့ရှိပါတယ်ရှင်ဒါပေမဲ့နေပါပါတယ်ရှင်တင်္ဂါရင်နာ6ကြိမ်တင်ခဲ့ပုံတွေကိုအလျား48ပေအနံ18ပေပမာဏရှိတဲ့ကရဝင်မြောက်သမိုင်းပကြီးကားကြီးတွေကိုခန့်ညားထဲဝါစွာရေးဆွဲပြသထားပါတယ်မြန်မာနိုင်ငံရှိဗုဒ္ဓသာသနိကအဆောက်အုံတွေကိုပြကွက်တွေနဲ့တရုပ်ဖော်ပြသထားသလိုဗုဒ္ဓဂါယာဖျားဘူးခီးစဉ်ပြကွက်ဗုဒ္ဓဂါယာဒေတာပြကွက်နဲ့ဖျားရှင်ပွင့်တော်ရာတတ္တနာနာပြကွက်တွေကိုတရုပ်ဖော်ပြသထားပြီးနှစ်ကျိတ်ရှိစုဗုဒ္ဓဝင်ပကြီးကားတွေကိုပါလေ့လာနိုင်ပါတယ်။သာသနာဆိုင်ရာထိမ့်သိမ့်မှုတွေကိုအများပြည်သူသိရှိစေဖို့ရွှေတကုံစီရီတော်ရဲ့ဗုဒ္ဓပြတိုက်နဲ့ဗုဒ္ဓဝင်ပြကံအကြောင်းတင်ဆက်ခဲ့တာဖြစ်ပြီးလာမယ့်သတင်းပတ်မှာတော့ရွှေတကုံစီရီတော်ပိဋကတ်တိုက်နဲ့မော်ကွန်းတိုက်များအကြောင်းကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။